မင်္ဂလာပါပရိသတ်ကြီးတို့ရေညီမတို့ရဲ့ဒီ SVK မှာပြန်လဲလို့ကြိုဆိုလိုက်ရပါတယ်။ယနေ့တင်ဆက်ပေးသွားမှာကတော့ကမ္ဘာဘောလုံးသမိုင်းမှာစံချိန်တင်အနီးကပ်အများဆုံးရရှိသွားတဲ့ကစားသမားတို့ကိုဖော်ပြပေးခြင်းပါတယ်။နံပါတ်1ဗီဒိုရာအနီးကပ်ဟာဘောလုံးကစားတိုင်းလိုချင်တဲ့အရာမဟုတ်ပေမဲ့ဘောလုံးကစားသမားတိုင်းအနီးကပ်နဲ့မစိမ့်ပါဘူး။ဒါအပြင်ပြိုင်ဘက်ကစားသမားဘောလုံးကွင်းအတွင်းမှထွက်ခွာသွားခဲ့ရတဲ့ကစားသမားအများစုလည်းရှိခဲ့ပြီးများသောအားဖြင့်ကစားသမားများရဲ့လွဲမှားတဲ့ဖြစ်ထုတ်မှုရန်ပွဲများကြောင့်သာအနီးကပ်ပြထုတ်ပယ်ခြင်းခံရတာဖြစ်လို့ထိုအထဲမှာမှအနီးကပ်အများဆုံးပြသခြင်းခံခဲ့ရတဲ့ကစားသမားအဖြစ်ဂျာရာဒိုဗီဒိုရာကနံပါတ်1နေရာကရှိနေခဲ့ပြီးဗီဒိုရာဟာအနီးကပ်46ကပ်ဖြစ်ဘောလုံးသမိုင်းကိုဦးဆောင်ထားကသူ့အနေနဲ့ရီစင်ကလပ်ဘိုကာဂျူနီယာစတဲ့အာဂျင်တီးနားပြည်တွင်းကလပ်များမှာသာမကပဲကိုလံဘီယာပြည်တွင်းကလပ်ပေါင်းများစွာတွင်ပါဝင်ကစားရပြီးသူ့ရဲ့ professional ကစားသမားဘဝကို46နှစ်အရွယ်မှသာအနားယူခဲ့တဲ့ကစားသမားတစ်ယောက်ပါသူ့ရဲ့ကစားသမားဘဝအနားမယူခင်ပြသခံရတဲ့အနီးကပ်ပေါင်း46ကပ်တောင်ရှိနေတာကြောင့်အံ့အားသင့်စရာကောင်းလာသလိုကမ္ဘာဘောလုံးသမိုင်းမှာလည်းထိပ်တန်းစီးရင်ဝင်ခဲ့ရပါတယ်။နံပါတ်2ဆာဂျီရိုရာမိုရီယယ်မက်ဒရစ်အသင်းနောက်ခံလူစပိန်လူမျိုးဆာဂျီရိုရာမိုကိုပြည်သက်များကရီယယ်မက်ဒရစ်အသင်းရဲ့ဖိုက်တာတဦးဖြစ်လက်ခံထားပြီးဆာဂျီရိုရာမိုဟာလည်းအသင်းအတွက်ပေးဆက်လူစိတ်ထက်သန်တဲ့နိုင်ပွဲရရှိမှုအတွက်ပြင်းထန်တဲ့ဖျက်ထုတ်မှုတွေနဲ့လူချကစားခဲ့ရတဲ့အဖြစ်များကရန်ပွဲများစီကိုဥတီနေတာကြောင့်အနီးကပ်မကြခဏဆိုသလိုပြသခံနေရသူတစ်ယောက်ပါသူ့ရဲ့အနီးကပ်တွေထဲမှာစပိန်လက်ရွေးစင်စီနီယာကစားသမားပူရိုနဲ့ဟိုဟာလေပင်းညစ်တွန်းလဲခဲ့တာကြောင့်အနီးကပ်မိပြီးကွင်းအတွင်းမှထွက်ခွာသွားခဲ့ပြီးဆာဂျီရိုရာမိုဟာပြိုင်ပတ်တိုက်စစ်မှုများထိတ်လန့်စရာကောင်းတဲ့နောက်ခံလူတစ်ယောက်ဖြစ်လာခဲ့သလိုအတင်းသာအနိုင်ရမယ်ဆိုရင်ဘာမဆိုလုပ်ဖို့အသင့်ရှိနေတဲ့ခေါင်းဆောင်တအူးဖြစ်လာပါတော့တယ်။ရာမိုရဲ့လက်ရှိကစားသမားဘဝတွင်အနီးကပ်23ကပ်အဝါကပ်40အထိရှိတာကြောင့်ဘောလုံးလောကရဲ့လူချမ်းကြီးဖြစ်တယ်ဆိုရင်မှားမယ်မထင်ပါဘူး။နံပါတ်3ရိုင်ဂိမ်းမန်ယူအသင်းရဲ့ကွင်းလယ်ကစားသမားကြီးရိုင်ဂိမ်းကိုပြိုင်ဘက်အသင်းကစားသမားများကသာမကအသင်းဖော်များကပါလေးစားကြောက်ရွံ့ခဲ့ရတဲ့ခေါင်းဆောင်တစ်ယောက်အဖြစ်နာမည်ကျော်လူသိများထင်ရှားခဲ့ပြီးသူဟာစိတ်ဆက်လွန်လာသူဖြစ်ပြီးဒိုင်လူကြီးတွေအပေါ်စောဒကတက်လွန်တဲ့လုပ်ရက်များကသူ့ကိုအနီးကပ်တွေအဝါကပ်တွေပလူပြောင်ရရှိစေခဲ့ပြီးကစားသမားဘဝအနားယူခဲ့သည့်အချိန်မှာအနီးကပ်9ကပ်နဲ့အဝါကပ်69ကပ်အထိရှိတာကြောင့်ဒိုင်လူကြီးတွေရဲ့မျက်နှာသားပေးခဲ့ရတဲ့ကစားသမားဆိုတာအတိအကျပါပဲရိုင်ဂိမ်းဟာနီးပြကြီးဖာဂူဆန်ရဲ့အကြိုက်ကစားသမားဖြစ်ကအသင်းဖော်များအပေါ်တွင်ကွင်းအတွင်းသာမကပဲကွင်းပြင်ပအထိပါဩဇာကြီးမားခဲ့ပြီးပြိုင်ဘက်ကစားသမားတွေဟာရိုင်ဂိမ်းနဲ့ထပ်တိုက်ရင်မဆိုင်ချင်ကြပါဘူးဒါပေမဲ့အာဆင်နယ်အသင်းရဲ့ကွင်းလယ်ကစားသမားဘီယန်ရာနဲ့ကတော့အကြည့်ချင်းစုံရင်အောင်ရန်ဖြစ်ရတဲ့အထိပါပဲပရိသတ်ကြီးအနေနဲ့အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဘောလုံးသတင်းတွေကိုအမြဲကြည့်ရှုကျင်နေဆိုရင်တော့ဒီ channel လေးကို subscribe လုပ်ပေးဖို့မမေ့နဲ့နော်